ကဲနောက်တစ်ခုကြည့်မယ်ဆိုရင်ဘဝမှာตาယာစရာမရှိဘူးလားလို့ဆိုရှိတယ်ဘာတွေလဲလို့ဆိုကြည့်လေလူတွေကစီးပွားရေးကလည်းအဆင်ပြေတယ်မိသားစုကလည်းအဆင်ပြေတယ်အလုံးနဲ့အကိုင်းနဲ့ဒီသမီးဒီသားဒီစီးပွားဥစ္စာတွေနဲ့ပြောနေကြတာမရှိဘူးလားဆိုရှိတယ်အဲ့ဒီလိုဘဝနဲ့ပတ်သက်ပြီးတော့ตาယာကြည်ညိုစရာလေးတွေဟာရှိတယ်ပေါ့ဒါကြောင့်မို့ဘဝမှာပြောနေကြတာပေါ့လူတွေပြောနေကြဒါဖြင့်ဘဝကနေပြီးတော့ဒီဘဝကြီးဟာညီးငွေ့စရာကောင်းတယ်မလိုချင်ဘူးလို့ဆိုတဲ့ပုံကိုယ်ရောမရှိဘူးလားဆိုရှိတယ်ဘာဖြစ်လို့ဘဝကိုမလိုချင်ကြတာလဲလို့ဆိုလို့ရှိရင်ဘဝကြီးဟာပြောင်းလဲနေတာအဆိုးဘက်ကိုအမြဲတမ်းဥလှဲ့ပြီးတော့သွားနေဘု து ဘဝပဲဖြစ်ဖြစ်ဘုန်းကြီးတို့ဘဝပဲကြည့်တဖြည်းဖြည်းအိုးလာပြီလေဒါဟာရှောင်လို့ရတာမဟုတ်ဘူးအိုးလာပြီနားလာပြီတနေ့ကျရင်သိဆုံးခြင်းဆိုတာနဲ့ဧကနိဋ္ဌရင်ဆိုင်တွေ့ရမှာဘယ်သူမှရှောင်လွဲလို့မရဘူးအေးအခုလို့မမြဲပဲနဲ့အဆိုးဘက်ကိုရိုင်းနေတဲ့သဘောကြီးကဘဝဟာစိတ်ပြည့်စရာကြီးပဲလို့ဒီလိုပြောတာနော်စိတ်ပြည့်စရာကောင်းတယ်ဒီရှုထောင့်ကနေကြည့်လိုက်လို့ရှိရင်ဘဝဟာကျေနပ်စရာမကောင်းဘူးဟုတ်ပြီဘဝဟာကျေနပ်စရာရှိတယ်လို့ကျေနပ်စရာမကောင်းတာတွေရှိသည့်အတွက်ကြောင့်ဒီဘဝကြီးကိုမလိုချင်တော့ဘူးကျေနပ်စရာလေးကနည်းနည်းမကျေနပ်စရာတွေကများများဒီဘဝကြီးကလွတ်အောင်ယုံညံ့တယ်ဆိုရင်ရောထွက်ပေါက်ရှိလားဆိုရှိတယ်အဲ့ဒီထွက်ပေါက်ကိုရှင်းပြတဲ့အခါမှာယဟန္တာဖြစ်အောင်ကျင့်သုံးခြင်းပဲဖြစ်တယ်ပေါ့ယဟန္တာဖြစ်အောင်ကျင့်နိုင်ရင်ဘဝထွက်ပေါက်ဆိုတာရရှိမှာပဲဖြစ်တယ်ဟောဒီလိုဆိုလိုတာပေါ့အေးဘဝထွက်ပေါက်ဆိုဒီမှာဘာလဲလို့ဆိုရင်တွေ့တာနေသမျှကာလပတ်လုံးဘဝထဲမှာပြောနေသမျှကာလပတ်လုံးဘဝရဲ့ထွက်ပေါက်ကိုရှာတွေ့မှာမဟုတ်ဘူးဘဝပေါ်မှာတွေ့တာနေတဲ့တွေ့တာမှုတွေကိုဖယ်ရှားနိုင်မှသာလေဘဝရဲ့ထွက်ပေါက်ဆိုတာရမှာဖြစ်တယ်လို့ဒီလိုဆိုတာပေါ့နော်အေးဘဝကိုထွက်ပေါက်ကိုရှာတွေ့သွားတဲ့ပုဂ္ဂိုလ်တွေဟာဘယ်သူတွေတုန်းဆိုယဟန္တာပုဂ္ဂိုလ်တွေပဲ